Hi guys အခုဒီဗီဒီယိုဘာနဲ့ကြည့်နေရလဲမျက်လုံးနဲ့ကြည့်နေတာကျွန်တော်တို့စာအုပ်တွေဘာနဲ့ဖတ်လဲမျက်လုံးနဲ့ဖတ်တာဆိုတော့ကျွန်တော်တို့ daily life မှာတစ်နေ့တစ်နေ့မျက်လုံးကိုဘယ်လောက်တောင်အလုပ်ပေးနေလဲဆိုတာကိုသိပြီးပြီလားဆိုတော့မျက်လုံးရဲ့အလုပ်လုပ်ပုံကိုလိုရင်းနဲ့တိုးရှင်းမဲ့ပြောမယ်ကျွန်တော်မျက်နှာကိုအကြာကြီးကြည့်ရင်လည်းပြင်ဝနိုင်ခြင်းရှိတယ်ဆိုတော့စားလိုက်ကြရအောင်ကျွန်တော်တို့မျက်လုံးကအရှိမရှိရဲ့ subject ပေါ်အလင်းတက်ရောက်မှုရှိမှကျွန်တော်တို့ကမြင်ရတာပဲဖြစ်တယ်ဆိုတော့ကျွန်တော်အရှိမအခုကျွန်တော်မှာဒီမီးရှိတယ်ဒီမီးကကျွန်တော်မျက်နှာကိုထိလို့မိတ်ဆွေကအခုဖုန်းထဲကတစ်စင်ကျွန်တော်မျက်နှာကိုမြင်နေရတာဆိုတော့ဒါကမျက်လုံးရဲ့အလုပ်လုပ်ပုံကပထမဆုံးအဆင့်ပဲဆိုတော့အလင်းတန်းကမျက်လုံးနဲ့ဝင်တာအဲ့လိုဝင်လို့မျက်လုံးကမြင်ရခြင်းဖြစ်တယ်ဆိုတော့အဲ့ဒီအလင်းတန်းကမျက်လုံးကို step by step ဘယ်လိုဝင်လဲဆိုတာကိုပြပြပေးသွားမယ်အရင်ဆုံးအလင်းတစ်ခုကကျွန်တော်တို့မျက်လုံးထဲကိုဝင်ဖို့ဆိုရင်ဒီမျက်ကြည့်လွှာကိုအရင်ဆုံးထိတယ်အဲ့ဒီမျက်ကြည့်လွှာကို cornea လို့ခေါ်တယ်ဒီ cornea ကဘာလုပ်ပေးလဲဆိုတော့ကျွန်တော်တို့ကမြင်ရတဲ့အရာဝတ္ထုတွေကိုကြည်လင်ပြတ်သားအောင်မြင်ဖို့အတွက်ကိုသူကအကူအညီလုပ်ပေးတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကအိပ်ရာတွေကနေနိုးလိုက်ပြီဆိုရင်ချက်ချင်းမျက်လုံးဖွင့်ကြည့်ရဆိုရင်ဘာမှမမြင်ရဘူးဝါးနေတယ်ဗျာဆိုတော့ကြည်လင်ပြတ်သားမှုကမရှိသေးဘူးအဲ့ဒီ cornea မျက်ကြည့်လွှာကိုကျွန်တော်တို့မျက်လုံးထဲမှာရှိတဲ့အရေးကြီးတွေကထိသွားတဲ့အတွက်ကိုမှလုံးဝကြည်လင်ပြတ်သားပြီးတော့ကျွန်တော်တို့ကမြင်ရတယ် Okay ဒီ cornea ကိုကြော်သွားပြီဆိုရင်အဲ့ဒီအတွင်းမှာဘာရှိလဲဆိုတော့ pupil လို့ခေါ်တယ် PUPIL purple လို့ခေါ်တယ်အဲ့ဒီ purple ကကြတော့အရောင်နဲ့ဖြစ်တယ်ကျွန်တော်တို့မျိုးရိုးဗီဇအရောင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အဲ့ဒီ purple က brown color ပဲဖြစ်တယ်မြန်မာနိုင်ငံမှာရှိရလူတော်များက brown color မြန်မာနိုင်ငံတို့အိန္ဒိယတို့ကျွန်တော်တို့ဖိလစ်ပိုင်တို့ထိုင်းတို့မှာကြတော့ဒီဘက်မှာရှိတဲ့လူမျိုးတွေကကြတော့အဲ့ဒီနှလုံး color က brown ရောင်ပဲဖြစ်တယ်ကျွန်တော်တို့ဒီ US တို့ Brazil မှာတွားကြည့်ရဆိုရင်အဲ့ဒီနှလုံး color ကအပြာရောင်ဖြစ်ခြင်းလည်းဖြစ်တယ်အစိမ်းရောင်ဖြစ်ခြင်းလည်းဖြစ်တယ်ဒါကသူတို့ဒါ data အလိုက်နဲ့ဆိုင်တာပေါ့နော် mostly ရှိတာကျတော့ brown color အညိုရောင်ပဲဖြစ်တယ်အဲ့ဒီအညိုရောင်အတွင်းထဲမှာအမဲရောင်အဆန်လေးရှိတယ်အဲ့ဒီအမဲရောင်အဆန်ကို iris လို့ခေါ်တယ်အဲ့ဒီ iris လို့ခေါ်တဲ့အမဲရောင်အဆန်ကဘာလို့ပေးလဲဆိုတော့အလင်းများတဲ့နေရာကျရင်မျက်စံကကျင်ဝါအောင်အလင်းနဲတဲ့နေရာကျရင်မျက်စံကကျဲဝါအောင်မယုံဘူးဆိုရင်ကျွန်တော်တို့အရှိမအမှန်တစ်ခုထောင်ပြီးတော့ flat မီကိုဒီအောက်ကနေပေးရကြည့်ပါ flat မီကိုအုပ်လိုက်ပြီဆိုရင်မျက်လုံးအဆန်ကကျဲဝါအောင်flat မီကိုမျက်လုံးအရှိတဲ့ပေးတယ်ဆိုရင်မျက်လုံးဆန်လေးကပြန်ကျင်းသွားအဲ့ဒါကိုကျွန်တော်တို့မှန်နဲ့တစ်စင်းပြန်ကြည့်လို့ရတယ်မယုံရင်စမ်းကြည့်လိုက်တကယ်ဟုတ်တယ်ဆိုတော့အဲ့ဒီ iris လို့ခေါ်တဲ့အမဲရောင်အဆန်လေးကကျွန်တော်တို့အလင်းများတာနဲ့နဲတာကိုချိန်ညှိပေးတာပဲဖြစ်တယ်နောက်တဲ့အဲ့ဒါကိုကြော်သွားပြီဆိုရင်အတွင်းထဲမှာ lens ရှိတယ်မျက်လုံးထဲမှာ lens ကြည့်လာမိတယ်ဆိုရင်ရှိပါတယ်ကျွန်တော်တို့ human မျက်လုံးကို base လုပ်ပြီးတော့ပဲ camera lens တွေ camera တွေကတီထွင်ဖန်တီးကြတာပဲဖြစ်တယ်အရှိမရှိတဲ့အရာဝတ္ထုကိုဒီ lens ကကြည့်ဖို့အတွက်ဆိုရင်ခုံဝအောင်ဆိုတော့လုံးဝလူမျိုးကျင်းဝအောင်အဝေးမှာရှိတဲ့အရာကြည့်မှဆိုရင်ဒီ lens ကလုံးဝလူကျဲဝါဆိုတော့ကျဲဝါကြီးဆိုရင်အဝေးမှာရှိတဲ့အရာကို focus ကသွားမိတယ်ကျင်းဝါပြီဆိုရင်အနီးမှာရှိတဲ့အရာကို focus ကမိတယ်အခုဒီလက်ကိုကျွန်တော်ကြည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီမျက်လုံးကဒီလက်ကို focus ရောက်နေတာအဲ့လိုမျိုးပဲ camera ကြည့်လိုက်ပြီဆိုရင်ကျွန်တော်ရဲ့မျက်လုံးက focus က camera ကိုရောက်သွားတယ်ဆိုတော့ဒီလက်ကဗလားနေတယ် camera က focus မိနေတယ်ဒီလက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်လက်ကကြည့်နေတယ် camera က focus ကဗလားနေတယ်ဆိုတော့ဒါကမျက်လုံးအတွင်းထဲမှာရှိတဲ့ lens ရဲ့အလုံးလုံးပေါ်ဖြစ်တယ်ကျင်းနေဆိုရင်အနီးနား subject ကိုမြင်ရတယ်ကျဲတယ်ဆိုရင်အဝေးရ subject ကိုမြင်ရတယ်။ Okay ဒီအစင်းတွေကြော်သွားပြီးမှအလင်းတန်းမျက်လုံးအတွင်းထဲကိုဝင်တာ။ဟိုအတွင်းထဲမှာ retina လို့ခေါ်တဲ့အကြောမြင်တွေရှိတယ်။အဲ့ဒီအကြောမြင်မှာ130 million နဲ့ချီပြီးတော့ cells တွေရှိတယ်။အဲ့ဒီ cells တွေကနေတဆင်အာရုံခံပြီးတော့အလင်းတန်းကိုကျွန်တော်တို့ optic veins အာရုံကြောနဲ့တဆင်အုံနောက်ထဲကိုပို့ပေးတာပဲဖြစ်တယ်။အုံနောက်ထဲကိုပို့ပေးတာနဲ့အလုံးလုံးပုံကပြီးသွားလာမေးရဆိုရင်မပြီးသေးဘူး။ကျွန်တော်တို့မြင်တွေ့ရတဲ့အရာတွေအကုန်လုံးကပြောင်းပြန်မြင်တွေ့ရတာဘယ်လိုလဲဆိုတော့ကျွန်တော်ရှေ့မှာအခုရေတံမှုတစ်ခုရှိရဆိုရင်အဲ့ရေတံမှုကပြောင်းပြန်မြင်နေတာအတွင်းထဲမှာရှိတဲ့ lens ကြောင့်သူကအာယုံကြောကိုပြောင်းပြန်သူကဝင်သွားတာဒါပေမဲ့အုံနောက်ကနေတဆင်ပြန်ပြီးတော့သူကအတက်ပြန်လုပ်ပေးတယ်ကျွန်တော်တို့အုံနောက်နဲ့ဒီမျက်လုံးနဲ့ရှိတဲ့ understanding တစ်ခုကိုပြောလို့ရတယ်ဆိုတော့တေချာလေးနားထောင်မြင်တဲ့အရာတွေအကုန်လုံးကပြောင်းပြန်မြင်တာမျက်လုံးထဲမှာရှိတဲ့ lens ကြောင့်ပြောင်းပြန်မြင်တာအဲ့ရနေတဆင်အုံနောက်ကိုရောက်ပြီးတော့အုံနောက်ကနေပြီးတော့ပြန် visual ကိုပြန်အတက်လုပ်ပေးတာဒါကမျက်လုံးနဲ့ brain နဲ့ရှိတဲ့ understanding ဖြစ်တယ်နောက်တဲ့အုံနောက်ကဘယ်လိုပြန်ချိန်ညှိပေးလဲဆိုတော့ကျွန်တော်တို့ဒီဗျာညာဘက်မျက်လုံးကိုမိတ်လိုက်ပြီဆိုရင်ဘယ်ဘက်မျက်လုံးနဲ့ကြည့်တယ်ဆိုရင်အခုကျွန်တော်ရှေ့မှာရေတံမှုတစ်ခုရှိတယ်အဲ့ရေတံမှုကိုကျွန်တော်ကညာဘက်မျက်လုံးမိတ်ပြီးတော့ကြည့်လိုက်တယ်ဆိုရင်ဘယ်ဘက်မျက်လုံးကရေတံမှုကဒီဘက်ခြံရောင်းနေတာကိုကျွန်တော်ခံစားရတယ်ဥပမာကျွန်တော်ဒီဘက်မျက်လုံးမိတ်ပြီးတော့ညာဘက်မျက်လုံးနဲ့ကြည့်တယ်ဆိုရင်အဲ့ရေတံမှုကဘယ်ဘက်ခြံရောင်းနေဆိုပြီးခံစားရတယ်အဲ့ဒီခံစားချက်ကိုကျွန်တော်တို့ brain ကဘယ်လို visual ပြန်ထုတ်ပေးလဲဆိုတော့အခုတစ်ဖက်မှာသုံးပုံမြင်ရတယ်ဗျာအခုညာဘက်မျက်လုံးကသုံးပုံမြင်ရတယ်ဘယ်ဘက်မျက်လုံးကသုံးပုံမြင်ရတယ်အဲ့သုံးပုံမှာ तू ကအလဲစန်တာကိုတဝက်စီ तू ကတပုံစီပြန်ဖြတ်တယ်ဖြတ်ပြီးတော့မှ visual တစ်ခု तू ကပြန်ပေါင်းပေးတာကျွန်တော်တို့ online က subject တစ်ခုပြန်ပြီး visual လုပ်နိုင်မှုအတွက်ကိုပြန်ပြီးချိန်ညှိပေးတာဖြစ်အခုကျွန်တော်ဒီလက်လုပ်တယ်ဆိုတာဗျာကျွန်တော် online ကနေ signal ပို့ပေးနေတာအဲ့ဒါက millisecond နဲ့ process တွေကသွားနေတာဒီ online ကဒီလက်လုပ်ဖို့အတွက်ဆိုပြီးတော့ millisecond နဲ့သွားနေရအောင်စက္ကန့်တော့မဟုတ် millisecond နဲ့သွားနေတာအရမ်းမြန်တယ်ဗျာ signal ပို့တာအရမ်းမြန်တယ်ဆိုတော့လူရဲ့ online ကဘယ်လို signal ပို့ပေးတယ်ဆိုတာကိုသိချင်တယ်ဆိုရင်ကျွန်တော် comment မှာ human brain လို့မှတ်ခဲ့ပေးပါ signal ကပို့တာဘယ်လောက်မြန်လဲဆိုတာကိုကျွန်တော်ပြပေးသွားမယ်အခုချိန်ထိဗျာကျွန်တော် channel name ကိုကျွန်တော် reveal မလုပ်ဘူးဗျာဘေးဗီဒီယိုမှာမှကျွန်တော် channel name ကိုကျွန်တော်မပြောဘူး
ဆိုတော့ကျွန်တော် channel name က Milky Vision ဖြစ်တယ်ကျွန်တော်ကို YouTube ကနေလည်းအားပေးလို့ရတယ် channel ဖွင့်လာတာမကြားသေးဘူး channel ရဲ့ link ကို bio မှာပေးထားတယ်နောက်ထပ်ဒီလိုမျိုး interesting fact လေးတွေသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Milky Vision channel ကို subscribe လုပ်ခဲ့ပြီး and follow လုပ်ခဲ့ပြီးနောက်ထပ်ဘာတွေသိနေဆိုတော့ comment မှတ်ခဲ့ပြီးအားလုံးပဲ